င်ကာပူနိုင်ငံမှာကျောင်းတက်ဖို့စဉ်းစားနေရတဲ့သူတွေရှိကြတာဒါဆိုရင်အနည်းဆုံး intake ရှိတဲ့အကြောင်းလေးနဲ့ကျွန်တော်ကမိတ်ဆက်ပေးကြပါတယ်ပထမဆုံးအကြောင်းအနေနဲ့ London School of Business and Finance Small Campus ပဲဖြစ်ပါတယ် SPS Small Campus ဆိုရင်ကျွန်တော်တို့ London အခြေစိုက်ကျောင်းတစ်ကျောင်းဖြစ်ပြီးတော့သူစီမှာဆိုရင်ရနေတဲ့ဘာသာရပ်တွေအနေနဲ့ Business Accounting and Finance Logistics and Supply Chain Management Hospitality and Tourism Management နဲ့ IT ဘာသာရပ်တွေပဲဖြစ်ပါတယ် ASM မှာ scholarship up to စင်ကာပူဒေါ်လာ 9,000 ထိအောင်ပေးနေတယ်ဆိုတော့အခုလက်ရှိ intake ဖြစ်တဲ့ main intake အတွက်စတင်လျှောက်ထားလို့ရနေပါပြီ Study Grant ပညာသင်ထောက်ပံ့ကြေးအမြောက်များပေးနေတဲ့နောက်ကျောင်းလေးတစ်ကျောင်းနဲ့မိတ်ဆက်ပေးချင်ပါသေးတယ် Nanyang Institute of Management အနိုင်မှဖြစ်ပါတယ် Study Grant ဆိုရင်ကျွန်တော်တို့စင်ကာပူဒေါ်လာ up to 9,800 ထိအောင်ပေးနေရဆိုတော့မြန်မာငွေနဲ့တက်မယ်ဆိုရင်3,000 ဝန်းကျင်လောက်ကျွန်တော်ပေးနေတဲ့ကျောင်းလေးဖြစ်ပါတယ် Nanyang Institute of Management အနိုင်မှာဆိုရင် Business IT Hospitality Tourism Logistics and Supply Chain Management တွေကိုအဓိကသင်ကြားပေးနေတဲ့အကြောင်းလေးဖြစ်ပါတယ်။အနည်းဆုံး intake အနေနဲ့သူလည်းမြန်မာရှိရဖြစ်တဲ့အတွက်အခုပဲစတင်လျှောက်ထားလို့ရနေပါပြီ။10တန်းအမှတ်နဲ့ GD အမှတ်ကောင်းရရှိတာသူလား။10တန်းအမှတ်400နဲ့ GD အမှတ်660ဆိုရင် scholarship up to 50% ထိအောင်ပေးနေတဲ့အကြောင်းလေးနဲ့မိတ်ဆက်ပေးပါဦးမယ်။ Kaplan Singapore ပဲဖြစ်ပါတယ်။ Kaplan Singapore မှာဆိုရင်အနည်းဆုံး intake အနေနဲ့ April ဖြစ်နေတာဖြစ်လို့အခုပဲစတင်လျှောက်ထားလို့ရနေပါပြီ။နောက် intake အနေနဲ့လည်း June နဲ့ August မှာရှိနေတာဆိုတော့ scholarship up to 3% လို့ကျင်နေဆိုရင်တော့အခုပဲစတင်လျှောက်ထားလို့ရနေပါပြီ။နောက်ကျောင်းလေးကတော့ James Cook University Singapore Campus ပဲဖြစ်ပါတယ်။ James Cook University JCU လို့ပြောလိုက်တာနဲ့မသိသူမရှိလောက်အောင်ပုံမှဂုဏ်သတင်းကောင်းမှုပြီးတော့စင်ကာပူနိုင်ငံရဲ့တော့နိုင်ငံ University တစ်ခုဆိုလည်းမမှားပါဘူး။ Education Trust မှာဆိုလည်း Star Level ကိုပေါင်းဆုံးရရှိတဲ့အကြောင်းလေးဖြစ်ပါတယ်။ James Cook University Singapore Campus မှာဆိုရင်ကျွန်တော်တို့ Gaming Design တွေ Aquaculture Business Accounting and Finance နဲ့ Cyber Security ဘာသာရပ်တွေကိုလည်းကျွန်တော်တို့ရွေးချယ်တက်ရောက်လို့ရပါတယ်ပညာရေးမှာထူးချွန်တဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့လည်း scholarship up to 100% အောင်ရှိနေဆိုတော့အခုပဲ main intake ကိုစပြီးတော့ရှောက်လို့ရပါပြီ management လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ဘယ်ကျောင်းကိုအရင်ဆုံးမြင်မိကြပါလဲ Management Development Institute of Singapore MDIS ပဲဖြစ်ပါတယ် MDIS ဆိုရင်ကျွန်တော်တို့ US UK ကtop 1 King University နဲ့တရားချိတ်ဆက်ထားပြီးတော့ US UK ကဘွဲကိုတိုက်ရိုက်ယူလို့သူများအတွက် Biomedical Science, IT, Business Management, Hospitality and Tourism Management ဘာသာရပ်တွေကိုရွေးချယ်တက်ရောက်လို့ရပါတယ်scholarship အနေနဲ့လည်းစင်ကာပူဒေါ်လာ up to 2,000 ထိအောင်ပေးနေတာဆိုတော့အခုလက်ရှိ intake ဖြစ်တဲ့ main intake မှာစပြီးတော့ရှောက်ထားလို့ရနေပါပြီ။အဆုံးကြောင်းလေးကတော့ Academy Australia College AAC ပဲဖြစ်ပါတယ်။ Australia မှာကျောင်းတက်ဖို့အိမ်မက်ရှိတဲ့သူတွေအတွက်ကျွန်တော်တို့ AAC မှာ Advanced Diploma တက်ရုံနဲ့ Australia နိုင်ငံ University of Derby မှာနောက်ဆုံးနှစ်တက်ရောက်လို့ရမယ်ကျောင်းလေးဆိုလည်းမမှားပါဘူး။ Installment plan အနေနဲ့လည်းနှစ်ကြိမ်ခွဲသွင်းလို့ရဖြစ်လို့ budget save ဖြစ်တဲ့သူတွေအတွက်ရွေးချယ်သင့်တဲ့ကျောင်းဆိုလည်းမမှားပါဘူး။ scholarship အနေနဲ့လည်းစင်ကာပူဒေါ်လာ 2,500 ထိအောင်ပေးနေတာဖြစ်လို့အခုပဲစတင်လျှောက်ထားလို့ရနေပါပြီ။ဘောကကျွန်တော်ပြောခဲ့တဲ့ကျောင်းလေးတွေအပြင်အခြားရနေတဲ့ကျောင်းလေးတွေကတော့ East Asia Institute of Management, EAIM, Amity Global Institute နဲ့ Achieve Global Academy တို့ပဲဖြစ်ပါတယ်။ဒီကျောင်းတွေကဆိုရင် FAI နဲ့တရားဝင်ချိတ်ဆက်ထားပြီးတော့သင်ဟာ10တန်းစနစ်ဟောင်းစနစ်သစ် IGCSE O level A level နဲ့ GED ပြီးဆုံးထားရဆိုရင် passport လေးကိုင်ပြီးတော့အခုပဲစတင်လျှောက်ထားလို့ရနေပါပြီ။ကျောင်းလျှောက်ထားခြင်းနဲ့အသေးသေးသိလို့ပါကကျွန်တော် FAI ကကောင်ဆလာမယ်နဲ့အခမဲ့လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်